Nhất sau khi ăn biết là qua thì là về đại về điều đó là những lúc là chỉ làm ổn đó. Cái gì biết là sinh hoạt luôn. Tôi chơi đấy này, và nó ra bài chỉ để tất cả alo mà biết là chân chết luôn qua mình biết là số là ao người gặp giam gì bây giờ thì chúng ta theo học cái này mình qua biết là mình cũng nhận được chuyện này thì chỉ học xin là như nào đó. Nhất sau khi biết là qua thì là về đại về điều đó là nhận được là chỉ làm ổn đó. Thế rồi giam số đến thì mà alo số là đó là gì? Chỉ là ăn. Ukala wira ne akutala wira. Ukala wira so puku yami. Akutala wira kaစိတ်ထဲမှာဖြစ်တဲ့အကုသိုလ်ဉာဏ်။ဟောမိစ္ဆာဆိုတဲ့နေရာမှာဒေါသဆိုတဲ့ဉာဏ်မရှိဘူးလို့ပြောတာနော်။မိစ္ဆာခိုင်မာသွားလို့ရှိရင်ဒေါသမဖြစ်တော့ဘူး။မဖြစ်တော့တဲ့အတွက်ကြောင့်ဒီမိစ္ဆာမှာဉာဏ်မရှိဘူးလို့ပြောတယ်။အဝေရိနဉာဏ်ကင်းသွားပြီ။မဟက်ကကအရှင်းပြင်းသွားပြီဘုရားထားလိုက်ပြီဆိုရင်လူကမနှိမ့်ကြတော့ဘူးမေတ္တာပဋ္ဌာန်းနိုင်ရင်လူကတိတိသွားတယ်ဟုတ်တယ်မေတ္တာမနဲ့မတောင့်ကြလို့ရှိရင်လူကတိတိသွားတာသူကဆဲကိုကဆဲဆိုဟောတရားမလုံးလူမိုက်ဖြစ်တာပဲတရားစလုံးလူမိုက်ဖြစ်သွားတယ်အမေတ္တာထားလိုက်လို့ရှိရင်မဟက်ကတသူကအရှင်းပြင်းသွားတယ်အရှင်းပြင်းသွားတယ်အပ္ပမာဏမိစ္ဆာစိတ်ဆိုတာအကန့်အသတ်ထားရတဲ့အရာမျိုးမဟုတ်ဘူးတဲ့ဒီပုဂ္ဂိုလ်မှာတော့ထားမယ်ဒီပုဂ္ဂိုလ်ကမထားဘူးတချို့ကမိစ္ဆာပွားတာတော့မှပဲတောက်ရတတ်တာနော်သူမုန်းတာကြီးခြံထားခြင်းနေတာတတ္တဝါအားလုံးကိုဇိုးကိုချင်းချင်းမပါဘူးလို့ပြောတယ်လို့ရှိတယ်အဲ့ဒါလိုမဟုတ်စေရဘူးအားလုံးကိုချုံးပုံပြီးတော့မိစ္ဆာပွားလို့အပ္ပမာဏအတိုင်းတာတတ်တာမရှိဘူးမေတ္တာစိတ်ဖြစ်ဖို့ရပုဂ္ဂိုလ်ဆိုတဲ့အတိုင်းအတာကတ္တလည်းမရှိဘူးစင်ထာဝရမေတ္တာထားဒါကြောင့်အပ္ပမနာကတ္တမထားတယ်မေတ္တာနောက်မေတ္တာဆိုတဲ့နေရာမှာအဝေရာမဟကတာအပ္ပမနာတိုင်းတာမရှိဘူးအဗျာပိစ္ဆာဆင်းရဲဒုက္ခအခက်အခဲတွေမေတ္တာရှိလာလို့ရှိရင်ဒီလိုကြီးကျယ်လာတဲ့ဝိပုလတတ္တဝါတွေအားလုံးပေါ်မှာဖြန့်နှံ့ထားတဲ့အတွက်ကြောင့်ကျယ်ပြန့်တဲ့မေတ္တာမျိုးအဲ့ဒီမေတ္တာမျိုးနဲ့နေနိုင်အောင်ဖြန့်ကျက်ပြီးတော့နေနိုင်အောင်ကြိုးစားပါတဲ့ဟုတ်လား